မင်္ဂလာပါရှင်လိုက်စာသီဝရဲ့ဗမာဘာသာဖြင့်တည်င်းတင်ဆက်မှုအစီအစဉ်မှကြိုဆိုလိုက်ပါရယ်ယခုညတင်ဆက်ပေးသွားမယ့်တည်င်းအကြောင်းအရာတွေကတော့ဟန်ချက်ကျေးရွာကိုစစ်ကောင်စီတပ်မှလေရင်ဖြင့်ပုံကျဲပြီးနေအိမ်အများပြပျက်စီးသွားတဲ့တည်င်းနဲ့ရှေးရန်စစ်ဆောင်စခန်းတွေမြေပြိုကျမှုကြောင့်နေအိမ်ပျက်စီးသွားတဲ့တည်င်းကိုတင်ဆက်ပေးသွားပါမယ်ကျွန်မမွန်ကြပါရှင်မန်စီမြို့နယ်ဟန်ထက်ကျေးရွာကိုဇွန်16ရက်ည10:00နာရီအချိန်ခန့်မှာစစ်ကောင်စီတပ်မှလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ရာကြောင့်လူနေအိမ်များပျက်စီးသွားကြောင်းသိရပါဗျ။စစ်ကောင်စီတပ်မှဟန်ထက်ကျေးရွာထက်တန်းကျောင်းနဲ့ကျေးရွာဆေးပေးခန့်အနီးဝန်းကျင်လူနေအိမ်များကိုလေရင်နဲ့ပုံကျဲတာကြောင့်လူနေအိမ်များပျက်စီးသွားပေမဲ့လူထိခိုက်မှုတော့မရှိကြောင်းသိရပါဗျ။မန်စီမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားပြီးနောက်ဒေသခံများကဘေးလွတ်ရွာတို့ထပ်ပြေးသိမ်းရှောင်နေပြီးမိမိနေအိမ်များတွေ့တာရှိနေကြောင်းသိရပါဗျ။ယခုချိန်မန်စီမြို့နယ်တွေတပ်ဆွဲနေတဲ့စီကောင်စီတပ်များကဗမော်မြို့မလိခအောက်ဘက်ချမ်းရှိကျေးရွာများကိုလက်နက်ကြီးဖြင့်ရန်တမ်းပစ်ခတ်တာတွေလှုပ်ဆောင်နေတယ်လို့လည်းဒေသခံများထံကသိရပါဗျရှင်။ရှေးရန်စစ်ဆောင်စခန်းတွေဇွန်လ18ရက်နေ့7:30မိနစ်30အချိန်ခန့်တွင်မြေပြိုကျတာကြောင့်စစ်ဆောင်နေအိမ်များပျက်စီးသွားတယ်လို့စခန်းတာဝန်ရှိထံကသိရပါဗျ။မြေပြိုကျမှုကြောင့်လူထိခိုက်ခြင်းမရှိပေမဲ့နေအိမ်တစ်လုံးပျက်စီးသွားပြီးလမ်းပိတ်သွားတာကြောင့်တွာလာရေးမှာစစ်ဆောင်ပြည်သူများအတွက်ခက်ခဲသွားတယ်လို့စစ်ဆောင်ပြည်သူများကပြောပါဗျ။မိုးရင်းကာလတွင်စစ်ဆောင်စခန်းအတွင်းပြည်သူများအနေနဲ့တတိဖြင့်တွာလာကြရန်စစ်ဆောင်စခန်းတာဝန်ခံပြောထားကြောင်းလည်းသိရပါတယ်ရှင်။ဗမာဘာသာဖြင့်တည်င်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုသူပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။